င်္ဂလာပါရှင်။တင်းနှင်းသားရဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်။ဒီအစီအစဉ်ကို Dual Watch အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရေဖြူမြို့အနောက်ဘက်ကမ်းမှာတိုက်ပွဲပြင်းထန်တဲ့အခြေအနေ။တဲချောင်းဗတော်ရက်ကွက်လန်ဆောင်မှာဒေသခံ10ဦးဖမ်းဆီးစစ်ဆေးခံရတဲ့တဲ့တင်။တင်းနှင်းသားရဲ့ကမ်းလွန်မှာမင်းရဲသူတဘောတန်းငွေစီမံကိန်း2026နှစ်ကုန်ပိုင်းစမယ်လို့စေအုပ်စုပြောတဲ့အကြောင်း။တဲချောင်းမှာဆရာနာရှင်တက်ကလက်နက်ကြီးပစ်ခတ်ပြီးတင်းကျုံရွာကနေတချို့မီးလောင်တဲ့အခြေအနေ။ထိုင်းမှာပန်းရောင်ဘက်အသစ်လုပ်ငန်းစဉ်ဆောက်ဖွင့်တဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်။ရေဖြူမြို့အနောက်ဘက်ကမ်းမှာဆရာနာရှင်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းကို Dual Watch အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ရေဖြူမြို့နောက်ဘက်ကမ်းမှာဆရာနာရှင်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ဒိုဝဲမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ရေဖြူမြို့နယ်ထွေအုပ်ချုပ်ရေးဦးစီးဌာနရှုံးနေရေဖြူမြို့မှာရဲစခန်းတွေကိုဒီဇင်ဘာလ10ရက်မိနစ်9နာရီခွဲလောက်ကစပြီးတော်လိုင်းပူပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါတိုက်ပွဲတွင်ရေဖြူမြို့နာမှာရှိတဲ့အမှတ်406 400ခွန်ဆက်နာရှင်တိုင်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်နှစ်ဖက်ပစ်ခတ်မှုတွေထဲရေဖြူမြို့နယ်ထွေအုပ်ချုပ်ရေးဦးစီးဌာနရှုံးနေမြို့မှာရဲစခန်းမိလောင်သွားတယ်လို့ဒေသခံချိုစီကသိရပေမဲ့တိကျအတိမပြုနိုင်သေးပါဘူး။အခုရက်ပိုင်းတဝက်ခိုင်တွင်းတိုက်ပွဲတွေဆက်နေပြီးဒီဇင်ဘာလ17ရက်နေ့မှာလေလောင်းလုံးမြို့အနီးညင်မော်ကျွော်အနီးတဝိုက်မှာစစ်ကြောင်းထိုးလာတဲ့ဆက်အနာရှင်တပ်နဲ့တော်လန်ယူတပ်တွေကြားထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ဟဲ့လောနေတဲချောင်းမြို့ဗဒေါ်လန်းဆောင်မှာဒီဇင်ဘာလ10ရက်နေ့ကဒေသခံ10ဦးဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။တတိအပြည့်အစုံကို Dual Watch အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။တဲချောင်းမြို့ဗဒေါ်လန်းဆောင်မှာဒီဇင်ဘာလ10ရက်နေ့ကဒေသခံ10ဦးဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ကအဲ့ဒီလမ်းဆောင်ကိုစန္ဒာရှိတပ်ကားနှစ်စင်းနဲ့ရောက်လာပြီးလမ်းသွားလမ်းလာအမျိုးသမီးတဦးနဲ့နီတဝိုင်းမှာရှိတဲ့အမျိုးသား9ဦးကိုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်တီတောက်ပြည်ရွာနဲ့အရှိပြည်ရွာကအမျိုးသား2ဦးကိုလည်းထပ်မံဖမ်းဆီးခဲ့ပြီးည9နာရီလောက်မှာတော့အမျိုးသမီး2ဦးနဲ့အမျိုးသား10ဦးပြန်လာခဲ့တယ်လို့သိရပါတယ်။ဘာကြောင့်ဖမ်းဆီးဆက်ဆေးခဲ့တယ်ဆိုတဲ့အကြောင်းရင်းကိုတော့သိချမသိရသေးပါဘူး။ပတော်ရက်ကွက်တန်တရာမှာခိချဆက်ဆေးနေတဲ့ဆန္ဒရှင်တပ်ရဲနဲ့ပြူစောထီတွေဟာခီသက်တင်ကားနဲ့စိုက်ကယ်ရီကိုဆက်ဆေးမင်းမြန်းတာငွေတောင်းတာစစ်မှုထမ်းတပ်သားတဲ့စုဆောင်းတာတွေလှုပ်ဆောင်လို့ရှိတယ်လို့သိရပါတယ်။တင်းနှင်းသားရေကမ်းလွန်မှာတူဖော်မဲ့မင်းရဲသူတဘောတန်းငွေစီမံကိန်းအကဲဖြတ်တာနဲ့စူးစမ်းလျှောက်ပွေတာတူဖော်ရေးလှုပ်ရှားမှုတွေကို2026နှစ်ကုန်မှာစလုပ်မယ်လို့စီမံကိန်းလုပ်မဲ့ကုမ္ပဏီကတင်းနှင်းသားရေတိုင်းစစ်ကော်မရှင်စီဒီဇင်ဘာလ17ရက်နေ့မှာလာရောက်ရှင်းလင်းမိတ်ဆက်ခဲ့ပါတယ်။မင်းရဲသူစီမံကိန်းလုပ်ကိုင်ဖို့အခုနှစ်မေလနောက်ပိုင်းကမြန်မာနိုင်ငံအခြေစိုက်ထိုင်းနိုင်ငံသားပိုင်း GPN ကုမ္ပဏီနဲ့စစ်ကော်မရှင်လက်အောက်မှာရှိတဲ့မြန်မာရေနံနဲ့တဘောတန်းငွေလုပ်ငန်း MOGE တို့အကြားထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာပါ။စာချုပ်ချုပ်ဆိုချိန်ကတည်းက2028ခုနှစ်မှာမင်းရဲသူစီမံကိန်းအနေနဲ့တဘာတန်းငွေစတင်ထုတ်ယူနိုင်ရေးအောင်မြင်အောင်ကြိုးပမ်းသွားမယ်လို့စစ်ကော်မရှင်နဲ့ကုမ္ပဏီဘက်ကပြောဆိုထားပါတယ်။မင်းရဲသူစီမံကိန်းကိုတင်းနှင်းသားရေကမ်းလွန်လောက်ကွက်အမှတ် M10 မှာလှုပ်ဆောင်မှာဖြစ်ပြီးစီမံကိန်းလုံးမဲ့ GPN ကုမ္ပဏီရဲ့ဥက္ကဋ္ဌကစီအုပ်စုနဲ့နှိစက်တဲ့ဦးကျော်ကျော်လိုင်းဖြစ်ပါတယ်။အဲဒီနေရာဟာထိုင်းနိုင်ငံက PTT EPN ကုမ္ပဏီကလက်ရှိလုပ်ကိုင်နေတဲ့ဇောတိကတဘာတန်းငွေစီမံကိန်းလောက်ကွက် M9 နဲ့ခလျက်တည်ရှိတာပါ။အာဏာသိမ်းမှုကြောင့်နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေထွက်သွားပြီးတဲ့နောက်ထိုင်းကုမ္ပဏီတွေကအစားထိုးဝင်ရောက်လာပြီးမြန်မာနိုင်ငံမှာရှိတဲ့ရေနံနဲ့တဘာတန်းငွေထုတ်လုပ်ရေးစီမံကိန်းအများစုကိုဥဆောင်လုပ်ကိုင်နေကြပါတယ်။မြန်မာနိုင်ငံမှာရေတနာရဲတခွန်ဇောတိကရွှေကန်းလွန်စတဲ့စီမံကိန်းကြီး၄ခုထပ်မံရှာဖွေတူဖော်နေစေကန်းလွန်စီမံကိန်းကြီး2ခုစုစုပေါင်းကန်းလွန်စီမံကိန်းကြီး6ခုရှိပြီးဖြစ်တာကြောင့်မင်းရဲသူစီမံကိန်းဟာ9ခုမြောက်ကန်းလွန်စီမံကိန်းဖြစ်ပါတယ်။တဲချောင်းမြို့နယ်ထဲကရွာတွေကိုဆရာနာရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့တင်းကျုံရွာမှာနေအိမ်တချို့မီးလောင်ပျက်စီးခဲ့ပါတယ်။တတိယပြည်စုံကို Dual Watch အဖွဲ့သားတဦးကပြောပြပေးသွားမှာပါရှင်။တဲချောင်းမြို့နယ်ထဲကရွာတွေကိုဆရာနာရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့တင်းကျုံရွာမှာနေတချို့မီးလောင်ပျက်စီးခဲ့ပါတယ်။ဒီဇင်ဘာလ17ရက်နေ့ကတိုးဝဲပိတ်သွားကာလန်တလျှောက်မှာရှိတဲ့တဲနှစ်ခွရွာတင်းကျုံရွာတွေကိုဆရာနာရှင်တပ်လျှောက်လာပြီးနေ့လယ်12နာရီလောက်ကနေညနေ6နာရီအထိလက်နက်ကြီးနဲ့အစမပြပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်တဲနှစ်ခွရွာကနေတလုံးကိုလည်းမီးရှို့ဖြစ်စီထားတယ်လို့ဒေသခံကပြောပါတယ်။နေအိမ်အနီးလက်နက်ကြီးကြောက်ပောက်ကွဲတဲ့တန်ကြောင်အုတ်တူရွာကအမျိုးသမီးကြီးတူနာမကျဖြစ်ခဲ့ရပြီး
ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်ပေတော်မင်းနဲ့အုတ်တူတရက်နှစ်ခွာတင်ကျုံရှမ်းတောင်စားတဲ့ကြီးဝါတွေကဒေသခံတွေတေးဆောင်နေကြရပါတယ်။ဆက်အနာရှင်တဟာဒိုဝဲမျိုးနယ်ရှင်မှုတီရောင်းမော်ရွာဖက်ကနေကားရစီနဲ့စစ်ကြောင်းတကြောင်းထိုးလာတယ်လို့တဲချောင်းမြို့ဖက်ကလေကာတုံစီနဲ့ဒိုဝဲတဲချောင်းကြားဗိတ်ဒိုဝဲကာလာတလျှောက်စစ်ကြောင်းထိုးနေတာပါ။ဒါပြင်ရွာတွေမှာရှိတဲ့ဖိုးကြီးကျောင်းနဲ့ရပ်သားနေတွေမှာဝင်ရောက်တက်ဆွဲပြီးလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့လည်းဒေတာခန်ကပြောပါတယ်။ ထိုင်းရောက်မြန်မာအလုပ်သမားများအပါအဝင်ရွှေပြောင်းအလုပ်သမားတွေအတွက်အလုပ်လုပ်ခွင့်လက်မှတ်ပန်းရောင်ဘတ်အသစ်လုပ်ငန်းစဉ်တွေဒီကနေ့ဒီဇင်ဘာလ12ရက်နေ့မှာစတင်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။မြန်မာ၊လာအို၊ဗီယက်နမ်၃နိုင်ငံကအထောက်အထားမဲ့ရွှေပြောင်းအလုပ်သမားတွေဒီကနေ့ကစလို့တရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်လျှောက်ထားခွင့်ရကြတာပါ။ကနဦးအဆင့်ဖြစ်တဲ့အမည်စာရင်း name list တင်သွင်းတာကိုဒီဇင်ဘာလ12ရက်နေ့ကနေ26ရက်နေ့အထိ15ရက်အတွင်းလျှောက်ထားရမှာဖြစ်ပါတယ်။ဒီနေ့အမည်စာရင်းတင်သွင်းထားတဲ့မြန်မာအလုပ်သမားတွေက name list စာရွက်အစားဘော်တော်90စာရွက်နဲ့ငွေရှင်းဖြတ်ပိုင်းကိုရနေပြီဖြစ်တယ်လို့မြန်မာအလုပ်သမားအကျိုးဆောင်တဦးကပြောပါတယ်။နောက်ထပ်လုပ်ငန်းစဉ်တွေဖြစ်တဲ့သွေးစစ်တာ၊လဝကမှာဇီဝအချက်အလက်တင်သွင်းတာနဲ့အလုပ်လုပ်ခွင့်လက်မှတ်အတွက်ငွေသွင်းတာတွေကို2026ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့အထိလုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်ဘိုင်အနုမတ်စာရွက်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်ကိုမတ်လ26ရက်နေ့နောက်ဆုံးထားထုတ်ပေးမှာဖြစ်တယ်လို့ထိုင်းအစိုးရကကြေညာထားပါတယ်။အလုပ်လုပ်ခွင့်လက်မှတ်အသစ်လျှောက်ထားသူတွေဟာလာမယ့်2026ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အထိနေထိုင်ခွင့်သက်တမ်းတစ်နှစ်ရရှိမှာဖြစ်ပါတယ်။ဒါအပြင်အလုပ်လုပ်ခွင့်လက်မှတ်ရလာပြီးလဝကမှာဇီဝအချက်အလက်တွင်းထားပြီးသူတွေအနေနဲ့နိုင်ငံကူးလက်မှတ်သို့မဟုတ်မိသူမိဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်ရှိရင်ဇွန်လ26ရက်နေ့အထိနေထိုင်ခွင့်ဗီဇာကိုရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံကူးလက်မှတ်မရှိသူတွေအနေနဲ့ CI စာအုပ်ဖွင့်ပေးမဲ့အချိန်မှာစာအုပ်လျှောက်ထားပြီးဗီဇာရယူနိုင်တယ်လို့နောက်ဆုံးအဆင့်ဖြစ်တဲ့ပန်းရောင်ကတ်ကိုတော့2026ခုနှစ်ဒီဇင်ဘာလ17ရက်နေ့အထိထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။အလုပ်လုပ်ခွင့်လက်မှတ်အသစ်လျှောက်ထားသူတွေဟာမိခိုသားသမီးတွေကိုပါတပါးတည်းလျှောက်ထားနိုင်တယ်လို့ထိုင်းအစိုးရကကြေညာထားပါသေးတယ်။အခုလိုတင်းနှင်းသားရဲ့တင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ပိတ်အပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွဲဝက်အဖွဲ့သားတွေကဆုမကောင်းတောင်းအပ်ပါရရှင်။